န်းထဲမှာကျန်းရွံတယောက်လဲနေရင်သူ့ဖိုင်တွေကိုကြည့်ပြီးအဖိုးကြီးကငါအကိုကိုမရွေးပဲကုမ္ပဏီတစ်ခုလုံးငါလက်ထဲလွှဲပေးခဲ့တာအံ့ဩစရာပဲဆိုပြီးမယုံနိုင်အောင်ဖြစ်နေခဲ့ပါတယ်။ကတင်ပေါ်မှာစာအုပ်ဖတ်နေတဲ့မူမီယန်ကတော့အဲ့လောက်တောင်အံ့ဩသွားတာလားလို့မေးလိုက်တဲ့အခါကျန်းလျှော့ကချက်ချင်းထွက်လိုက်ပြီးဒါပေါ်ငငယ်ကလေးကအဖိုးကြီးကငါအကိုကိုပဲအမြဲချီးမွမ်းခဲ့တာငါစာမွေးပွဲမှာအမှတ်အများဆုံးရရင်တောင်လှဲ့တောင်မကြည့်ခဲ့ဘူးအခုလိုကုမ္ပဏီပေးတာဆိုတော့နေကအနောက်ကထွက်လိုက်လို့ဒါမှမဟုတ်ကြိုသားတွေကဘာကိုလာတိုက်တယ်လို့ပဲဆိုပြီးတရုတ်ဖော်ပြီးပြောပြနေခဲ့ပါတယ်ဒါကိုကြည့်ပြီးမူမင်ယန်ကနင်ကခက်ပေါ်ပေါ်နေတတ်တယ်ဆိုပေမဲ့မူလာတန်းကလေးကအမှတ်စရင်းနဲ့မင်းရဲ့တမိုင်းတွေကိုငါလေ့လာကြည့်ပြီးနင်ကနင့်အကိုထက်အများကြီးပူတော်တာဒါကြောင့်အဖိုးကြီးကနင့်ကိုရွေးတာစမ်းတော့မစမ်းပါဘူးလို့အေးဆေးစွာအတည်ပြုပေးခဲ့ပါတယ်ဒါကိုကြားတော့ကျန်းရွံကနင်ငါကိုစုံစမ်းထားတာလားဒါဆိုနင်ငါကိုစိတ်ဝင်စားနေတာမဟုတ်လားငါကိုချစ်မိသွားပြီမလားဆိုပြီးမေးလိုက်ပါတယ်မူမီယန်ကတော့မဟုတ်ပါဘူးဒီအချက်လက်တွေကိုမစ္စတာကျန်းပို့ပေးထားတာပါလို့ဖြေလိုက်ပါတယ်ကျန်းရွံကရှက်ကိုရှက်ကန်းနဲ့မနေ့ကနင်တင်ပေးလိုက်တဲ့တိုင်းကွက်တွေကြောင့်ငါအကိုတော့ရုတ်တရက်အလဲထိုးခံလိုက်ရတယ်ငါကရာဇဝင်တွေတဲကတိုင်းသမားများလားဆိုပြီးလက်တီးလက်မောင်းတန်းပြရင်ပြောနေခဲ့ပါတယ်မူမီယန်ကသူ့နားကိုလာဖို့လက်တို့ခေါ်လိုက်ပြီးကျန်းရွံရောက်လာတဲ့အခါသူ့အင်ဂျီဆက်ကိုဆွဲလိုက်ပြီးနင်တိုင်းတော်တာမတော်တာတော့ငါမသိဘူးဒါပေမဲ့ငါပေးထားတဲ့ကတိအတိုင်းလုပ်ပေးခဲ့ပြီးဆိုတော့နင်ရောငါနဲ့ပူးပေါင်းဆောင်ရွက်မှုကိုလက်ခံဖို့စဉ်းစားသင့်ပြီမဟုတ်လားလို့အနီးကပ်မေးလိုက်ပါတယ်ကျန်းရွံကမူမီယန်ရဲ့လက်ကိုခပ်ဖွားဖွားကင်လိုက်ပြီးငါနင်နဲ့ပူးပေါင်းဖို့လက်ခံနိုင်ပါတယ်ဒါပေမဲ့တောင်းဆိုစရာတစ်ခုတော့ရှိတယ်လို့ပြောလိုက်တဲ့အခါမူမီယန်ကဘာလဲလို့ပြန်မေးလိုက်ပါတယ်အဲ့ဒီနောက်ကျန်းရွံကမူမီယန်ရဲ့မေးစေလေးကိုအตาလေးမှလိုက်ပြီးငါ့ကိုချစ်ပေးရမယ်လို့ဆွဲဆောင်မှုရှိတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်လိုက်ရင်လေးနဲ့စွာပြောလိုက်ပါတယ်ရိုမတ်တဆဆန်နဲ့စကားလာပြောနေတဲ့ကျန်းရွံရဲ့လက်ကလေးကိုရိုက်လိုက်ရင်မူမီယန်တယောက်ပြုံးလို့နေပါတယ်မေရီဆူတထေးဝတ္ထုတွေကိုရှင်လဲကြိုက်တာလားဒါမှမဟုတ်ရှင်လဲကျမကလွယ်ရင်တခြားမိန်းကလေးတွေဆိုဓာတ်မတက်တာလားလို့မေးလိုက်တော့ကျန်းရွံလဲခေါင်းလေးကင်ပြီးကတင်ပေါ်ကိုခုန်တက်လာပါတယ်ကိုကတကယ်ပြောနေတာပါကိုမှပတ်စံလဲရှိတယ်ရုပ်လဲချောတယ်ပညာတတ်တယ်ပြီးတော့တန်ရှင်းတယ်အရေးကြီးဆုံးကအလုပ်လုပ်နိုင်စွမ်းလဲအရန်တော်တာအဲ့ဒီတော့ကိုကိုချစ်ပေးတာဘာမှမကောင်းတာရှိလို့လဲဆိုပြီးအသေးရအောင်ပြောဆိုလာပါတယ်ဒီလိုရိုမတ်တဆဆန်နဲ့အတင်းဖိအားပေးလာတဲ့အခါမှာတော့မူမီယန်လေးကငြိမ်မနေပဲတံပြန်လှုပ်ရှားပါတော့တယ်ကျန်းရွံရဲ့လက်တွေကိုကတင်ကောင်းရင်းမှာတင်းတင်းကြပ်ကြပ်ချီနှောင်လိုက်ပြီးဒီလိုမျိုးချစ်ရတာလားဒါမှမဟုတ်ဒီလိုပုံစံနဲ့ချစ်ရတာလားပြောလေဘလို့ပုံစံကိုပိုကြိုက်လဲလို့အထက်စီးကနေအငမ်းမရပြန်လဲစနှောက်လိုက်ပါတယ်ကျန်းရွံကတော့အဲ့ဒီလိုအခြေအနေမျိုးမှာရုံးမထွက်နိုင်တော့ပဲရင်ခုန်တန်တွေမြန်လာခဲ့ရတာပေါ့ဒါပေမဲ့ခီးများကိုအဆုံးထိမလျှောက်လိုက်ရပါဘူးချက်ချင်းဆိုသလိုမူမီယန်ကစောင်းကိုခေါင်းမိချုံပြီးအေးအေးဆေးဆေးအိတ်ဆက်ဖို့လုပ်ပါတော့တယ်ကိုယ်တိုင်ရင်ခုန်အောင်လှုပ်ဆော်ပြီးမှဒီအတိုင်းလစ်လူရှုပြီးအိတ်ဖို့ကြံစီနေတဲ့မူမီယန်ကိုကြည့်ကမင်းကမီးတော့မွေးပေးပြီးပြန်ငိမ့်မပေးဘူးလားလို့ပြောကရန်တွေ့နေတာပါမူမီယန်ကလည်းသူမလုပ်နိုင်တဲ့ကိစ္စတွေဆိုဘယ်တော့မှဂတိပေးလေးမရှိကြောင်းပြန်ပြောပါတယ်ဒါပေမဲ့စိတ်ချပါမင်းရဲ့လုံခြုံမှုကိုတော့ကိုယ်တိုင်အာမခံပေးမှာပါဘာမှမကြောက်ပါနဲ့လို့အဲ့ရတဲ့ကနေတိုးတိုးလေးပြောပြီးအိပ်ပျော်သွားပါတော့တယ်နောက်တနေ့မနက်ခင်းရောက်လာတဲ့အခါမှာတော့ကျန်းရွံကကတင်ပေါ်မှာမူမီယန်လို့အော်ခေါ်ရင်းအိမ်မက်ရောက်နေပါတယ်ဘေးနားကိုကြည့်လိုက်တော့မူမီယန်ကိုမတွေ့ရတော့ပါဘူးဘယ်ရောက်သွားတာလဲလို့တွေးလိုက်ရင်အိမ်တော်ထင်းကြီးကိုလှမ်းခေါ်လိုက်ပါတယ်အိမ်တော်ထင်းကြီးရောက်လာတော့မူမီယန်ဘယ်မှာလဲလို့မေးလိုက်ပါတယ်အိမ်တော်ထင်းကြီးကဘာမှပြန်မဖြေခင်လက်မှာကြိုးတုပ်ခံထားရတဲ့ကျန်းရွံကိုကြည့်ပြီးအခုခေတ်လူငယ်တွေများအားကြစရာပါအပြက်ကိုကဲကြတာပါလားလို့တွေးနေမိပါတော့တယ်အိမ်တော်ထင်းကြီးကတခင်လေးမသိဘူးလားတခင်မလေးကမနက်စောကြီးကလေးကမူလုပ်ငန်းစုကြီးစီသွားပြီလို့ပြောလိုက်တော့ကျန်းရွံတယောက်အံ့ဩသွားခဲ့ပါတယ်ဒီလောက်အရေးကြီးတဲ့ကိစ္စကိုဘာလို့သူ့ကိုမခေါ်သွားတာလဲဆိုပြီးစိတ်ပြက်လက်ပြက်နဲ့သူ့ရဲ့ချီနှောင်ထားတဲ့လက်တွေကိုပြန်လဲဖြေလျှော့ဖို့စူးစမ်းနေပါတော့တယ်